ကဲဒီနေ့ကတော့ပြင်သစ်ရဲ့ဟင်းနေရာတွေတဲကအရှိပါမွန်တီဆိုတဲ့ဟင်းနေရာလေးကိုချက်ကြည့်ပါမယ်အရင်ဆုံးမီးကိုနံပါတ်8ထိဖွင့်ထားပြီးတော့အိုးပူအောင်ထားပါမယ်ပြီးတော့လို့ရှိရင်စီကိုအနှဲငယ်လေးထည့်ထားပါတယ်အနှဲငယ်ပဲပေါ့နော်ပြီးတော့ရင်ကြက်သွန်အဖြူနဲ့အနီနဲ့လှီးထားတာလေးကိုအရင်ဆုံးစီတက်ပါမယ်ကျန်တဲ့အသီးနှံလေးတွေကတော့နောက်မှထည့်ပါမယ်ကြက်သွန်အဖြူနေကိုနွမ်းလာအောင်လို့စီတက်ပြီးတော့လို့ရှိရင်တော့5မိနစ်လောက်စီတက်ရတယ်ပေါ့နော်5မိနစ်လောက်စီတက်ပြီးတော့လို့ရှိရင်ကြိတ်ထားတဲ့အသားကိုထည့်ပါမယ်ဒါဝက်သားပဲဖြစ်ဖြစ်အမဲသားပဲဖြစ်ဖြစ်ကြိတ်ထားတာကိုထည့်ပါဒါကတော့ဝက်သားနဲ့အမဲသားရိုးထားတဲ့အသားကိုထည့်ပါတယ်အဲ့ဒါကိုနည်းနည်းလေးအယောင်ပြောင်းသွားတဲ့အထိမှုပြီးသွားရင်ငရုတ်ကောင်းမှုထည့်ပါမယ်ငရုတ်ကောင်းမှုထည့်ပြီးသွားရင်စားအနှင်းငယ်ထည့်ပါမယ်စားထည့်ပြီးသွားလို့ရှိရင်တော့မုံလာဦးအနီတီးထားတာကိုထည့်ပါမယ်မုံလာဦးအနီကိုလည်းနည်းနည်းလေးနွမ်းသွားတဲ့အထိ5မိနစ်10မိနစ်လောက်ပဲအရင်ဆုံးမှုပါမယ်ပြီးတော့အိုးဖုံးလေးပိတ်ပြီးတော့ခဏချက်ထားပါမယ်ဒါလေးကတော့ခရမ်းကျင်သီးလေးတွေချစ်စရာရန်ကောင်းလို့ပြတာပါအကုန်လုံးမထည့်ပါဘူးခရမ်းကျင်သီးကိုနှလုံးပဲကြိတ်ပြီးတော့ထည့်ပါမယ်ကဲကိုမှာကတ်ချက်တို့ခရမ်းကျင်သီးအနှစ်အစင်းလေးရှိရဆိုလဲထည့်လို့ရပါတယ်ဒါကအသီးအစ်စ်ကိုထည့်ထားတာပါအသီးအစ်စ်ကိုထည့်တဲ့အခါဘာဖြစ်လဲဆိုတော့အရည်အရန်ထွက်ပြီးတော့အရည်6တဲ့အထိတည်ရတယ်ပေါ့နော်အဲ့ဒါလေးတခုတော့ရှိပါတယ်ကိုကအနှစ်ထည့်မယ်ဆိုရင်တော့အရည်ခန့်အောင်တော့စောင့်ကြည့်ရမလို့ဘူးပေါ့နော်ပြီးတော့ပဲငံပြားကြီးအပြစ်ကိုထည့်ပါမယ်ပြီးတော့ရင်ဗနီဂါနည်းနည်းထည့်ပါမယ်ပြီးတော့ရင်တော့သားလေးကိုနည်းနည်းကြက်သွားအောင်လို့မှုပြီးတော့ချက်ထားပါမယ်ပြီးတော့ရင်ကျူမင်ဆိုတဲ့ဇီယာမှုန့်လေးကိုနည်းနည်းထည့်ပါမယ်ပြီးတော့လို့ရှိရင်တော့ rosemary ဆိုတဲ့အမှုန့်လေးကိုလည်းနည်းနည်းထည့်ပါမယ်ပြီးတော့ရင်နန်းနန်းပင်အချောက်အမှုန့်ပေါ့နော်နန်းနန်းပင်အချောက်အမှုန့်လေးကိုလည်းအနည်းငယ်ထည့်ပါမယ်ပြီးရင်နှမ်းစာကိုမွေထားပါဒီဟင်းညာက6ကလေးနဲ့တောင်းတောင်းလေးဖြစ်နေရမှာပေါ့နော်အဲ့တော့အရည်ဒီအစီတွေကို6ထောင်လို့ဂျုံမှုန့်အနည်းငယ်ဖြူပါမယ်လိုအပ်ရင်လိုအပ်တယ်လို့ဂျုံမှုန့်လေးထည့်ပြီးတော့ဟင်းကို6ထောင်အောင်လုပ်ပါမယ်ပြီးတော့ရင်အိုးမချခင်5မိနစ်လိုကြာမှဒီပဲအစိမ်းလေးတွေထည့်ပါမယ်ဒီပဲအစိမ်းကကြိုထည့်လို့မရဘူးပေါ့နော်ကြိုထည့်ရင်တော့အယောင်ပြောင်းပြီးနွမ်းသွားတတ်တယ်ပေါ့အားကြောင့်အိုးမချခင်5မိနစ်လောက်အရင်ထည့်ပြီးတော့အိုးချပါပြီးတော့ရင်တော့အာလူးလေးတွေကိုအခွန်ခွာပြီးတော့ပြုတ်ရင်ပြုတ်မပြုတ်ရင်ပေါင်းတစ်ခုခုလုပ်ပြီးတော့နူးဣသွားအောင်တည်ပါမယ်နူးဣသွားတဲ့အချိန်ကျရင်ဒီလိုအိုးတစ်ခုနဲ့အဲ့လိုစကားနဲ့ကိုထပ်ပြီးသွားလို့ရှိရင်အနှစ်တိုက်ချပါမယ်ပို့ပြီးတော့ကြေပြီးတော့အနှစ်ဖြစ်သွားအောင်လို့တိုက်ချပါမယ်အကေးကိုကခင်းလေးနဲ့ပဲခြေမယ်ဆိုလဲရပါတယ်ပေါ့နော်ဒါပေမဲ့ကြေနေအောင်လုပ်ထားပါပြီးတော့ရင်တော့အဲ့ထဲကိုထောပတ်အနှင်းငယ်ထည့်ပါမယ်ထောပတ်အရေးပြောအောင်လို့အာလူးတွေပူနေတဲ့အချိန်မှာပဲထောပတ်ကိုထည့်ပါပြီးတော့ရင်ခရင်အနှင်းငယ်ထည့်ပါမယ်ခရင်ကိုတော့ဒီဇုံးလေးနဲ့ဒီဇုံးစာထည့်ထားတယ်ပေါ့နော်ပြီးတော့ရင်တော့ cheese ကိုထည့်ပါမယ် cheese အမြင်လေးတွေကိုဒီဇုံးလေးနဲ့နှစ်စွန်းထည့်ပါတယ်ပြီးတော့လို့ရှိရင်တော့စားအနှင်းငယ်ထည့်ပါတယ်စားထည့်ပြီးရင်ငရုတ်ကောင်းအနှင်းငယ်ထည့်ပါတယ်ပြီးရင်ခုနကနန်းနန်းပင်အချောက်အမှုန့်ကိုလည်းနည်းနည်းထည့်ပါမယ်ပြီးတော့ရင်နည်းနည်းမှုေထားပါပြီးရင်ကြက်ဥအနှစ်ထည့်ပါမယ်အကာမသုံးမဲနဲ့အနှစ်ကြီးပဲထည့်ပါမယ်ကဲအဲ့ဒါတွေမှုေပြီးပြီဆိုရင်တော့ဖုတ်ဖို့အတွက်ပြင်ဆင်ပါမယ်ခုနကချက်ထားတဲ့အသားတွေကိုအောက်မှာအလွှာတစ်လောက်ခင်းလိုက်ပါမယ်သူ့ကိုပြီးရင်ကြစ်ကြစ်ကလေးဖြစ်သွားအောင်အပေါ်ကနေဖိပြီးတော့ပြားတိုက်ပါမယ်ပြီးတော့ရင်တော့အာလူးအနှစ်ကိုထည့်ပါမယ်အာလူးအနှစ်လေးတွေထည့်ပြီးတော့ဖြန့်ခင်းပြီးတော့သူ့ကိုလည်းပြားသွားအောင်လို့အပေါ်မှာတေချာလေးမျက်နှာပြင်ကိုညှိပေးပါမျက်နှာပြင်လေးကိုတေချာညှိပြီးသွားပြီဆိုရင်တော့ခရင်းလေးကိုယူပြီးတော့အပေါ်မှာစင်းချောင်းလေးတွေ line လေးတွေဆွဲပါမယ်ပြီးတော့ရင်တော့အပေါ်မှာ cheese လေးတွေအနည်းငယ်ထပ်ဖြူပါမယ် cheese လေးတွေဖြူပြီးသွားလို့ရှိရင်တော့ငရုတ်ကောင်းမှုအနည်းငယ်ဖြူပါမယ်ပြီးတော့ရင်ခုနကနန်းနန်းပင်အချောက်အမှုန့်လေးကိုလည်းအနည်းငယ်ထပ်ပြီးတော့ဖြူပါမယ်ပြီးတော့ရင် oven ထဲမှာ200 degree နဲ့မိနစ်20ဖုတ်ပါမယ်အပေါ်မီအောက်မီနဲ့ဖုတ်မယ်ပေါ့နော်ကဲမိနစ်20ပြည့်တော့ဖွင့်လိုက်တဲ့အချိန်မှာအပူငွေ့တွေကတော့ထွက်လာတယ်ပေါ့နော်အရန်ပူလို့တတိထားပါအပေါ်ရန်လေးက cheese လေးတွေကကျွတ်ကျွတ်ကလေးတွေဖြစ်ပြီးတော့အထက်ကအာလူးနှစ်လေးကစိမ့်စိမ့်လေးနဲ့အောက်ကအသားအလွှာနဲ့ဒါတို့ကတော့အသီးနှံလေးတွေနဲ့တွဲပြီးတော့စားပါတယ်
ပြင်သစ်ရဲ့အာရှိပါမန်တီဆိုတဲ့ဟင်းနေရာလေးပါသမင်းဟင်းနေပဲနေတိုင်းစားရတာရိုးနေဒါမျိုးလေးချက်စားကြည့်ပါနော်ဆုံးဖြတ်ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်တတာ